အိန္ဒိယလူမျိုးတွေအပေါ်မှာပေါ့နော်ဂျပန်နိုင်ငံကဗီဇာတင်းကျပ်လာတဲ့ကိစ္စကဘာကြောင့်လဲဆိုတော့သူ့လူမျိုးကိုယ်တိုင်ကဖော်ကောင်လုပ်လိုက်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဒီပေါ်မှာဗီဒီယိုလေးတင်ပေးထားမယ်ပေါ့နော်အတန်တိုးတိုးလေးနဲ့တင်ပေးထားမယ်အဲ့ဗီဒီယိုတွေကလူကကြတော့သူကစကပြန်ပေါ့နော်ဒီစကားမရတဲ့ဒီအင်ဒိုချင်းနဲ့ဒီရဲချာမှာပေါ့အင်ဒိုချင်းဆိုတာအင်ဒိုနဲ့အိန္ဒိယနဲ့တူတူပဲနော်အဲ့တော့ဥစားဒီသူတို့နှစ်ယောက်ချာမှာစကပြန်လုပ်ပေးရတယ်သူပေါ့နော်အဲ့လူကသူလက်တွေ့သူ့ရဲ့လုပ်ငန်းကမှသူအတွေ့များတဲ့ဒီသူတို့လူမျိုးတွေရဲ့ဒီဗီဇာယူဖို့အဆင့်ဆင့်ကိုသူကပြောတာပေါ့နော်သူပြောပြထားအဲ့တော့အိန္ဒိယလူမျိုးတွေကအင်ဒိုချင်းကတဲ့အလဲဗီဇာနဲ့ဂျပန်ကိုလာတယ်တဲ့အလဲဗီဇာနဲ့ဂျပန်ကိုလာတယ်ပြီးလို့ရှိရင်နမ်မင်းဗီဇာကိုကင်တယ်ပေါ့နော်အလဲနဲ့လာပြီးတော့ယာယီပေါ့နော်နမ်မင်းဗီဇာကိုကင်တယ်နမ်မင်းဗီဇာကင်ပြီးတော့ပြီးကင်ပြီးပြီဆိုလို့ရှိရင်သူတို့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ဂျပန်လူမျိုးအမျိုးသမီးကိုအိမ်အောင်ပြုတ်ဖို့အတွက်ရှာတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကအသက်ကြီးကြီးဂျပန်အမျိုးသမီးကိုပြစ်မှတ်ထားပြီးတော့ရှာတယ်ပေါ့နော်အဲ့လိုရှာပြီးသွားပြီဆိုရှင်အဲ့ဂျပန်အမျိုးသမီးနဲ့အိမ်အောင်ပြုတ်တယ်တတိယအချက်အနေနဲ့အိမ်အောင်ပြုတ်တဲ့အချိန်မှာသူတို့နိုင်ငံမှာကိုပိုင်မိသားစုရှိခဲ့ပြီးသားမိန်းမအမျိုးသမီးတွေသားသမီးတွေရှိခဲ့ပြီးသားဒါပေမဲ့ဂျပန်မှာဒုတိယအိမ်အောင်ထပ်ပြူတယ်အဲ့ဒါကိုလည်းသူ့နိုင်ငံမှာရှိအမျိုးသမီးကလက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်ကဒီဂျပန်ကိုလာပြီးအခြေချပြီးနေထိုင်ကြတာဖြစ်တဲ့အကြောင်းသူတို့မိသားစုကလက်ခံတယ်အဲ့တော့ဂျပန်အမျိုးသမီးနဲ့အိမ်အောင်ပြူတယ်အိမ်အောင်ပြူပြီးသူကအေဂျူဗီဇာယူတယ်အေဂျူဗီဇာယူပြီးသွားပြီဆိုလို့ရှိရင်ဂျပန်အမျိုးသမီးနဲ့ကွာတယ်ပေါ့မကွာပြီနော်ကွာလိုက်ပြီးတော့သူ့ရဲ့နိုင်ငံမှာရှိတဲ့အမျိုးသမီးကိုသူကမိကိုနဲ့နော်သူ့အမျိုးသမီးရဲ့သားသမီးကိုမိကိုဗီဇာနဲ့သူကပြန်ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးခေါ်တယ်အဲ့လိုမျိုးအချက်လည်းရှိတယ်နောက်တနည်းကကျတော့နာမင်းဗီဇာယူတာနာမင်းဗီဇာအလဲနဲ့လာပြီးတော့နာမင်းဗီဇာကိုင်းနေဆိုတော့အဲ့ဒါယာယီပဲပေါ့နော်ဒီနာမင်းဗီဇာကိုရေရှည်အနေနဲ့ပေးဖို့မပေးဖို့ဆိုတာအစိုးရဆက်ပြီးတော့ဆုံးဖြတ်တာပေါ့နော်အဲ့တော့ဒီလူကတကယ်ပဲသူ့နိုင်ငံမှာဘာသာရေးကြောင့်ပဲဖြစ်ဖြစ်နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်အဲ့လိုမျိုးနေလို့မရတဲ့အနေအထားမျိုးဖြစ်တာမှန်ကန်ရဲ့လားပေါ့သူလျှောက်ခဲ့တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့အဲ့အကြောင်းအရာမှန်ကန်ရဲ့လားဆိုပြီးတော့အဲ့သူတို့ရဲ့ဘာသာစကားကျွမ်းကျင်တဲ့ဂျပန်လူမျိုးနဲ့ပေါ့နော်အင်တာဗျူးဝင်ရတယ်အဲ့နာမည်ဗီဇာကိုရေရှည်ကိုင်းရင်အင်တာဗျူးဝင်ရတယ်အဲ့လိုမျိုးအင်တာဗျူးဝင်တဲ့အချိန်မှာအောင်သွားတယ်ပဲထားလိုက်ပေါ့နော်ကိုဖြစ်ခဲ့တာတွေကိုတက်သေးပြနိုင်တဲ့အချက်လက်တွေစုံလင်းဖြစ်တယ်ဆိုရှင်နာမည်ဗီဇာကိုရတယ်ဒါပေမဲ့ရှားတယ်ပေါ့တော်တော်ရှားတဲ့ထဲမှာပါတယ်နာမည်ဗီဇာရတယ်အဲ့မျိုးနာမည်ဗီဇာရသွားပြီဆိုရှင်အဲ့နာမည်ဗီဇာနဲ့ထက်ဆင့်ပွားပြီးအဲ့လူကနေပြီးတော့နာမည်ဗီဇာရသွားတဲ့လူကနေပြီးတော့အယောက်20 30ထိအောင်သူ့လူမျိုးတွေကိုခေါ်တယ်ပေါ့နော်အဲ့တော့ဆွေမျိုးနီးစက်ကလေးပေါ့နော်သူ့ရဲ့ဆွေမျိုးနီးစက်တွေကိုခေါ်ပြီးတော့အဲ့လိုမျိုးတဖြည်းဖြည်းကနေပြီးတော့စီဝါရေးဗီဇာကိုင်းနေအဲ့လိုမျိုးတွေပေါ့နော်လက်တလုံးကြားလေးတွေလောက်တာပေါ့နော်အဲ့လိုပုံစံမျိုးတွေလောက်ကြတယ်အဲ့သူတို့ဒီပြောရတဲ့စကားတွေထဲမှာဆိုလို့ရှိရင်ဒီဂျပန်အမျိုးသမီးနဲ့လက်ထပ်ဖို့ရက်ွက်ရုံမှာလက်ထပ်ဖို့ဆိုလို့ရှိရင်ဒိုကူချင်းရှော့မေရှော့ဆိုတာလိုတယ်အဲ့လိုမျိုးလူပြိုလူဖြစ်ကြောင်ထောက်ခံစားပေါ့နော်အဲ့လူပြိုလူထောက်ခံစားကြတော့အဲ့ဆိုရင်တစ်ဖက်လက်နဲ့လိန်ပြီးတော့ယူတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာလည်းရှိပါတယ်တစိမ့်တုံးတစ်ခုရဖို့အတွက်ပတ်စံလေးပေးလိုက်လို့ရှင်ရတယ်လေအခုနောက်ပိုင်းမှာမရခဲ့တဲ့ခေတ်ကာလတစ်ခုပဲရှိပါတယ်ဟုတ်တယ်မလားလက်ပေးလက်ယူလုပ်လို့မရတဲ့9နှစ်တာကာလတစ်ခုတော့ရှိခဲ့ပါတယ်ဒီနောက်ပိုင်းမှာလည်းဒီလိုပတ်စံနဲ့ပဲအကုန်လုံးကလုပ်လို့ရနေရဆိုတော့ဒီလူပြိုလူလွတ်ဖြစ်ကြောင်ထောက်ခံစာကိုဒီလိုမျိုးအဲ့တစိမ့်တုံးရဖို့အရေးကိုတမျိုးပေါ့တစ်ဖက်လက်နဲ့တက်နက်စားညံလက်တလုံးကြပါတော့အဲ့မျိုးလုပ်ပြီးတော့ဂျပန်မျိုးသမီးလက်ထက်တဲ့ဒီလိုမျိုးတွေအဲ့လိုမျိုးတွေသူ့လူမျိုးကဖော်လိုက်တော့သူ့ရဲ့လုပ်ငန်းသူကြုံတွေ့ရတဲ့သူ့လူမျိုးအကြောင်းကိုသူပြောပြတာပေါ့နော်အဲ့တော့နောက်ပိုင်းမှာအဲ့ဓာတွေကနေပြီးတော့သူ့လူမျိုးတယောက်တည်းဆိုရင်မဲ့နိုင်ငံသားအကုန်လုံးထိရကွာပြောတဲ့ဟာကဒါပေမဲ့မြန်မာလူမျိုးထဲမှာတော့အဲ့လိုမျိုးထက်ဆန်ပွားပြီးသွားတာတော့အခုထိတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းဂရုတွေထဲမှာဂျပန်နဲ့ပတ်သက်တဲ့ဂရုတွေထဲမှာအဲ့လိုမျိုးရုပ်တဲ့မြန်မာတွေရှိတယ်ရုပ်တဲ့မြန်မာတွေဆိုတာအဲ့လိုမျိုးတယောက်ဒီနေ့ဆိုရှင် post တစ်ခုတွေ့လိုက်တာပေါ့နော်ကောင်တကောင်နဲ့နည်းနည်းလေးမန်ထောင်နေလို့ပေါ့နော်နည်းနည်းလေးမန်ထောင်နေလို့ဒီကုမ္ပဏီကနေထွက်သွားပြီး UQ သုံးပြီးတော့ထွက်သွားနေတဲ့ဟာထွက်တဲ့ဟာကိုဒုတိယကုမ္ပဏီမှာUQ ဒီဘက်ကုမ္ပဏီကထွက်တဲ့ကုမ္ပဏီကနေလေ UQ သုံးနေတဲ့ကာလကိုမှနောက်ကုမ္ပဏီမှာလည်းအလုံးလုံးနေတယ်ဆိုတော့လစာရတယ်လုံးလုံးနေဆိုတော့မနာလိုစိတ်များတာကိုပြောတော်သူလုံးနိုင်လို့လုပ်တာဟုတ်တယ်မလားတော်သူလုံးနိုင်လို့လုပ်တဲ့ဟာအဲ့ဒါကိုတိုင်မယ်ပြုမယ်ဆိုပြီးလာဝကောက်တိုင်ညင်လို့ဆိုပြီးတော့ line ပေါ်မှာတွေ့လိုက်သေးတယ်နောက်ပြီးတော့ဟိုရှိတဲ့ဘက်တော့ဆိုလဲအကိုတယောက်သူ line ပေါ်မှာဈေးရောင်းတာပေါ့နော် line ပေါ်မှာဈေးရောင်းတဲ့ဟာကိုဒီမျိုးတရားမဝင်ဈေးရောင်းနေပေါ့နော်ဈေးရောင်းနေဟိုမျိုး
ငွေလွဲလောက်တယ်ဆိုပြီးတော့သူ့ရဲတွေကိုတိုင်လို့ရဲတွေကအိမ်ထဲတောင်ဝင်စစ်တယ်ဆိုပြီးအဲ့လိုမျိုး line မှာတခါတွေးလိုက်သေးတယ်မြန်မာလူမျိုးကတိတ်မနာလို့စိတ်တအားကြီးอ่ะမနာလို့စိတ်အရန်ကြီးကြတယ်မြန်မာလူမျိုးရှင်ဥစားအစင်မပြေကိုယ့်ထက်နှိမ့်ကြနေတာတနာတာသိလားကိုယ့်ထက်နှိမ့်ကြနေတနာကိုယ့်ထက်နည်းနည်းလေးတာသွားလို့ရှင်မနာလို့တော့တာပဲ